စကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာနံပါတ်1ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ်လေတဲ့စကားမှုသာဝါဒကံထိုက်တတ်တယ်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပို့ပြီးတော့ယဉ်နှီးတယ်ဆိုတာကိုသိသိချင်းတော့ဖိုးလူရဲ့အပြစ်ကိုပြောရင်နဲ့ဘုံစကားတွေလည်းပါသွားတတ်တယ်ဟုတ်လားပြောရင်နဲ့စိတ်လိုက်မှဖြစ်ပြီးတော့ကြမ်းထမ်းနေလဲထွက်သွားတတ်တယ်ဖရုဒဝါစာနော်နောက်ပြောရင်နဲ့အနှစ်သာရမရှိတဲ့စကားတွေပါသွားရောများသောအားဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့ဟုတ်လားအဲ့ဒီလိုမှုတာဝါဒပိတုဏဝါစာဖရုဒဝါစာတန်ဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရားမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြစ်၅မျိုးအဲ့ဒီလိုဆိုရင်တပည့်တော်တို့စကားမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်စိတ်ပဲနေလိုက်တော့မယ်ဗျာလို့အဲ့ဒါလိုလည်းမလုပ်နဲ့ဟင်ဒီကမာကြီးတွေစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးနော်မဖြစ်ဘူးတခါလေတချို့ဦးစင်းကိုလာပြောတာတောင်တွေ့ဘူးတယ်ဒီနေ့တော့စကားမပြောတော့ဘူးဟုတ်လားကောင်းတဲ့လောက်ကောင်းတယ်မကောင်းတဲ့လောက်မကောင်းဘူးတချို့ကဒေါသနဲ့မပြောတာစိတ်ကောက်ပြီးတော့မပြောတာစိတ်တိုင်းမကြလို့မပြောတာမပြောခြင်းလို့မပြောတာမတူမတန်ဘူးထင်လို့မပြောတာမပြောတာတွေကမပြောတာလေးတက်တက်နဲ့ချီးကျူးလို့မရသေးဘူးဘာပြုလို့မပြောတာလဲဆိုတာကလိုသေးတယ်ဟုတ်ရဲ့လားအေးစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးဘုန်းကြီးတွေမှာငါစကားမပြောဘဲနေအံ့လို့ကျင့်လို့ရှင်ဒုက္ခအာဘတက်မယ်အခါတစ်ပါးယဟန်တော်တွေမြတ်စွာဘုရားကိုဝါကျွတ်တော့လာပြီးတော့ကြောကြကြောတော့မြတ်စွာဘုရားကချစ်သားတို့ချမ်းချမ်းသာသာနေထိုင်ခဲ့ရရဲ့လားမှန်လားပါဘုရားဘုရားတပည့်တော်တို့နေထိုင်ခဲ့ရပါတယ်ဘုရားတဝါတွင်လုံးဘုရားတပည့်တော်တို့တယောက်ကိုတယောက်စကားမပြောဘဲနဲ့တကယ်အကျင့်မြတ်တွေကိုကျင့်ခဲ့ပါတယ်ဘုရားသူတို့ကစကားမပြောကြီးလို့ဒိဋ္ဌံပြီးတော့ကျင့်တာနော်တဝါတွင်လုံးတယောက်ကိုတယောက်ကောင်းတာလည်းမပြောဘူးဆိုးတာလည်းမပြောဘူးမတည့်တာမြင်လည်းမပြောဘူးမဟုတ်တာတွေမြင်နေလည်းမပြောဘူးတစုံတယောက်ကလားခေါ်လည်းမထူးဘူးအဲ့တော့မြတ်စွာဘုရားဘယ်လိုပြောတယ်ထင်လဲမင်းတို့ဟာတဲ့နွားတွေလိုစိတ်တွေလိုချင်းခဲ့ကြတာပဲတဲ့ပပဆက်ပြောတယ်မထင်နဲ့နော်ဒါဝိနည်းပါဠိတော်မှာရှိတယ်ဟုတ်လားအဲ့ဒီတော့ကောင်းသောစကားတွေနဲ့တိဆောက်ထားတဲ့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးမှာဘယ်နဲ့ကြောင့်စကားမပြောဘဲနေကြတာလဲမသိတော်တာရှိရင်ဆုံးမရမှာပေါ့ပြောရမှာပေါ့ကောင်းမြတ်တဲ့စကားတွေကိုပြောရမှာပေါ့အကျိုးရှိတဲ့စကားတွေကိုပြောရမှာပေါ့ဟုတ်လားကဲဘုရားကများစကားမပြောဘဲနေခဲ့မယ်ဆိုရင်ဘယ်လိုများလုပ်မလဲဒီကမကြီးများစကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်ဘယ်လောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိ